ပိုးနံပါတ်15 Hotel KM Varia နေပြီးတော့ကုညီပံမိုးပေးတာဖြစ်ပါတယ်လို့2ယောက်ခန်းတစ်ခန်း2ညခန်းလာတဲ့ဖအံရဲ့မိုးရကြီးကဖအံရဲ့တောင်ကြားလမ်းလေးမှာရှိပူ view နဲ့လုံးဝမိုက်တယ် swimming pool ကပုံလေးလဲလုံးဝလမ်းနေလုံးဝမိုက်တယ်မယ်လေးဖြစ်ပါတယ်နော်ကဲရာကန်နဲ့စပြီနှစ်တွေသုံးနေမဟုတ်ရင်လည်းထွက်တယ်နော်လာပြီသုံးထိတ်ဆုံးတစ်လုံးသုံးဆယ်ကန်နဲ့ကြည့်ပြီကုန်ဖွား6ဆုံးနံပါတ်ခုကန်နဲ့လေးပါလို့နော်တေကရင်ဗေလီမာ2ယောက်ခန်းတစ်ခန်း2ညကန်ဆမ်းမဲပေါက်သွားတဲ့နံပါတ်ကတော့362ဖြစ်ပါတယ်လို့နော်ပို့နံပါတ်15ပါနော်16ဟော075တဲ့ဒီဟာလေးပထမဆုံးအလုံးက3ညပဲထည့်ရမှာပို့နံပါတ်16နော် good choice radar နေပြီးတော့ကိုကြီးပန်မိုးပေးတဲ့ဆိုင်ကတစ်စီးကလော night dream model ကနေပြီးတော့ကုညီပံမိုးပေးတယ်2ယောက်ခန်းတစ်ခန်းလေးမင်းနိုင်ပေးပါတော့မယ်လို့နော်ကလော6ပါလို့နော်06 1ပါလို့နော်061ပါငန်းထူးထူးခြားခြားဟိုတယ်ပါတယ်တခုတည်းတော့မဲဖြစ်ပါတယ်ကုညီပေးပံမိုးပေးနဲ့ညမဝေလေးနဲ့ပကံရမန်မာဟိုတယ်အများကြီးကျေးဇူးတင်ပါတယ်တကယ်အများကြီးကျေးဇူးတင်ပါတယ်2ယောက်လုံးပကံရမန်မာရောညမဝေလေးရောအဲ့ထဲမှာပါတဲ့ကောင်းမြတ်ညီငယ်ရောဒီတိုင်းကျွန်တော်အမြဲတမ်းကုညီပံမိုးပေးနေတာဖြစ်ပါတယ်လို့နော်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ကုညီပံမိုးပေးလို့တကယ်ကျေးဇူးတင်မိပါတယ်နော်ဒီတစ်ခေါက်မှာပွင့်လင်းသွားရင်ကျွန်တော်တော်တော်စိတ်ညစ်နေတာပါဗကံဘက်ကမဲတွေနေတော့ဖြစ်အောင်ကုညီပံမိုးပေးတဲ့ဒီညမတို့ရောဟိုတယ်ရောညီရောအများကြီးကျေးဇူးတင်ပါတယ်လို့နော်ပို့နံပါတ်19နော်ဗကံရမန်မာဟိုတယ်မှာ2ယောက်ခန်းတစ်ခန်း2ညဝေလေးပကံ e-bike တစ်စီး3ရက်ကောင်းမြတ်ပကံပူတိုစားပဲ one day packet तू ကမဲပါလို့ရှိရင်2ယောက်ခန်းတစ်ခန်း2ညရမယ်ပကံ2ညရေ3ရက်သွားလို့ရတယ်ပေါ့နော်2ယောက်ခန်းတစ်ခန်း2ညပြီးလေဟို e-bike ကလည်း3ရက်စာတရက်ကတော့ဓာတ်ပုံရိုက်ပေးမယ်လူပါမယ်ဒုတ်တန်ငယ်ကောင်းမြတ်ဓာတ်ပုံရိုက်ပေးနေတယ်သူတဲရတယ်ဘလောက်လမ်းလဲဆိုတာတီးပြီးသားမလို့တော့ဘူးเนาะကြံစမ်းလူ233ယောက်လေးကမဲနိုင်ပေးမှာဖြစ်ပါတယ်လို့เนาะ114ပါလို့เนาะ114เนาะပို့နံပါတ်18အင်းဘီဒီရလေတငယ်ချင်းတွေနဲ့ family trip ဖြစ် friendship goal ဖြစ်သွားမယ်ခရီးပါเนาะအင်းဘီကလော vacation home ကနေပြီးတော့9ယောက်ခန်းတစ်ခန်းတညပြီးရေတနာတော်ကီဟောက်ကနေပြီးတော့ဓာတ်ပေါင်း9ဝက်စားမလားချစ်တီသမင်း9ဝက်စားမလားကြိုက်ရစားဒါနဲ့နှစ်မျိုးလုံးတော့စားကြည့်တင်တယ်လို့တော့ထင်တယ်ကျွန်တော်အဲ့ဟာကို full review နေလို့တော့မဟုတ်ဘူးပေါ့ကျွန်တော် experience ကိုကျွန်တော်ခံစားလောက်ကိုကျွန်တော်ရေးပေးမှုတာရှိတယ်မိုက်တယ်အဲ့ရဓာတ်တော့ကြိုက်တယ်နော်တကယ်မိုက်တယ်ဒီတရားနဲ့18ယောက်ထဲကရွေးရမှာဖြစ်ပါတယ်လို့နော်ပို့နံပါတ်18ဖြစ်ပါတယ်နော်ကလောမဲပါလို့နော်စုလင်းထက်02ပို့နံပါတ်18အတွက်ပါလို့028
ပါလို့เนาะ328ဖြစ်ပါတယ်လို့เนาะနံပါတ်19ပကံအများကြီးကျေးဇူးတင်ဖို့ကောင်းတယ်ဒီနေ့ထူးထူးခြားခြားကျွန်တော်တို့ဂရုမိသားစုဝင်တွေကညီငယ်တယောက်ကပကံကားလက်မှတ်အသွားအပြန်ကိုကြီးပံ့ပိုးပေးထားပါတယ်เนาะအဲ့ရလေးတစ်ခုပါမယ်เนาะပြီးတော့ကိုလင်းမင်္ဂလာမင်္ဂလာဆောင်ပွဲတော့စားဖို့တဝိုင်းကျန်နေရเนาะတပွဲမဟုတ်ဘူးเนาะတဝိုင်းเนาะညီငယ်လင်းပကံတုတ်ကနေပြီးတော့2ရက်เนาะပိုးရည်ကြီးစားတော့ဆိုင်ရနေပြီးတော့ကိုနေမျိုးလိုက်ဗလာသာအများကြီးကျေးဇူးတင်ပါတယ်နှစ်တိုင်းပါဝင်ကူညီပေးတဲ့လင်းညီရောကိုနေမျိုးလိုက်ရောပိုးရည်ကြီးစားတော့ဆိုင်ရနေပြီးတော့ကူညီပံ့ပိုးပေးထားတဲ့ဘာလူ3ယောက်စာနေလေစာ2ရက်เนาะဟိုတယ်မပါဘူးအသွားပြန်ကားလာပါမယ်တုတ်2ရက်ပါမယ်နေလေစာ2ရက်ပါမယ်เนาะဟိုတယ်တော့မပါဘူးဒါပေမဲ့အသွားပြန်သွားသွားမယ်တုတ်လေက2ရက်စာတော့တတ်သွားမယ်ခမင်း2ရက်စာနေလေစာတတ်သွားမယ်ပိုးရည်ကြီးစားတော့ဆိုင်ရောက်လို့ရှိရင်တော့ပုံရည်ကြီးခောက်ဆဲကြော်လေးတော့မဖြစ်မနေထွိုင်းကြည့်စေခြင်းနဲ့ထွန်းဆန်းနဲ့3ယောက်လေးက0เนาะ3ညเนาะပိုးနံပါတ်19ဘိတ်ရှေเนาะပကံမဲ3ခေါ်ဆိုတော့သွားပြီ9ညကို7 3ည9ခုဖြစ်ပါတယ်လို့เนาะဆမ်းမကျွန်တော်ကနာမည်တွေကအခါကျွေးငွေလည်းမပါပါဘူးလူတိုင်းကိုသွားသေးခြင်းတို့ပြောသေးခြင်းတို့အပင်ပန်းခံခေါင်းရှုပ်ခံစိတ်ရှုပ်ခံကျွန်တော်လုပ်ပေးတာပါလုပ်ပေးတယ်ဆိုတော့ကျွန်တော်လုပ်ပေးခြင်းစိတ်ရှိပေမဲ့လည်းပါဝင်ကူညီပေးတဲ့လူတွေရှိမှကျွန်တော်လည်းလုပ်ပေးလို့ရတာပါတကယ်ကျေးဇူးတင်ရမှာချမ်းပြီးတော့ပါဝင်ပံ့ပိုးပေးတဲ့လူတွေကိုကျေးဇူးတင်ရမှာပါတကယ်အများကြီးကျေးဇူးတင်ပါလေဗင်တေးဖက်အန်ဟိုတယ်ကနေကူပံ့ပိုးကူညီပေးထားတာမိသားစု9ယောက်ပဲဖြစ်ဖြစ်တငယ်ချင်း9ယောက်ပဲဖြစ်ဖြစ်တွားလို့ရမယ်အခန်းအဲ့ဟောမဲဖောက်ပေးမှဖြစ်ပါတယ်လို့เนาะဟိုတယ်ကလေlocation storm ဖြစ်တယ်ပြောရမယ်သိလား location storm ဖြစ်တယ်ပြီးတော့တဘောကြတာအဲ့ဒီလမ်းထဲမှာဆိုရင်အဲ့စားစကုဆိုင်နေရှိတယ်လက်ဖေးဆိုင်နေရှိတယ်စတိုးဆိုင်နေရှိတယ်မာလာရှန်ကောလာမသိအဲ့လိုဆိုင်လေးတွေပါလေရှိတယ်အဲ့ကန်နာလန်နားမှာပဲเนาะတော်မိုက်တယ် location ကောင်းတယ်ကားပါကင်ကဘေးကခြံကြီးတစ်ခြံလုံးပေးထားတာအကျယ်ကြီးပဲကျွန်တော်နေတဲ့ family room မှာလည်းအကျယ်ကြီးပဲတကယ်အကျယ်ကြီးတန်ရှင်းမှုပဲလေတကယ်ကောင်းတယ်ဖန်ဟိုသွားဖို့ဘာညာရှိတယ်အရင် this storm ဖြစ်တာမျိုးမဟုတ်ဘူးနည်းနည်း stable ဖြစ်တဲ့ဟာတွေကရှာတယ်ဆိုတော့ recommend ပေးတယ်တကယ်ထွန်းကြီးတန်ရှင်းမှုပိုင်းအဲဝကြည့်မှုပိုင်းလုံးဝမိုက်တယ်ထွန်းကြီးတကယ်ကောင်းပြောတာเนาะ vintage fan hotel နောက်ဆုံးမဲလေးကိုမဲဟော့ပေးမှဖြစ်ပါတယ်လို့เนาะ126ရောက်တဲ့1အလေမဲလေးနိုင်ပါပြီလို့เนาะ2ဒီဟိုတယ်နောက်ဆုံးမဲလေးပါလို့သွားမယ်တင်းမယ်ဂရုရဲ့9နှစ်ပြည့် anniversary ရဲ့နောက်ဆုံးမဲလေးရဲ့နောက်ဆုံးကနန်းလေး121ဖြစ်ပါတယ်လို့เนาะ vintage hotel ရဲ့ standard family လုံး9ယောက်ခန့်တစ်ခန်းကိုကန်ထူးသွားတာတော့နံပါတ်ကတော့121ဖြစ်ပါတယ်လို့เนาะသွားမယ်တဲမယ်ဒဲမြန်မာထောက်ပဲခရီးရဲ့5 year anniversary ပွဲလေးဒီမှာပဲပြီးဆုံးပါပြီလို့เนาะမဲပေါက်တဲ့လူတွေကိုလည်းကျွန်တော်နောက်ရက်ကျရင်တင်ပေးပါဦးမယ်လို့เนาะအားလုံးပဲ